အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အုံနှုတ်ခေါက်ဆွဲချက်နည်းလေးဝေမျှပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးအိုးတွေကိုစီထည့်လိုက်ပါမယ်ရှင်စီပူလိုက်ဆိုရင်စနွင်းမုံတစ်ဖက်စွန်းတစ်ဝက်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ဂျင်းတို့ထည့်လိုက်ပြီးစီတက်ပေးလိုက်ပါမယ်ရှင်အယောင်လေးရဲပြီးအနံလေးမွေးလိုက်ဆိုရင်ရေစိတ်ပြီးတုံးထားတဲ့ကြက်သားလေးထည့်လိုက်ပါမယ်ရှင်လမ်းတော့ကြက်လျှောက်လေးပါတုံးထားပါရဲ့ရှင်ပြီးရင်ရောင်တင်မုံထည့်ပြီးအလုံးသမသွားအောင်မှုတ်ပေးလိုက်ပါမယ်ရှင်အလုံးသမသွားပြီဆိုရင်တရားထမင်းစားသွန်းတစ်စုံခွဲငပြားရည်ထမင်းစားသွန်း3စုံစားလက်ဖက်ရည်စွန်းတစ်စုံခွဲနဲ့ကြက်သားမုံလက်ဖက်ရည်စွန်းတစ်စုံခွဲတို့ထည့်လိုက်ပြီးမှုတ်ပေးလိုက်ပါမယ်ရှင်ကြက်သားလေးတွေကိုစီပြန်လာတဲ့အထိတက်ပေးရမှာဖြစ်ပါရဲ့ရှင်လမ်းတော့ကြက်သားလေးကရေထွက်လာမှဖြစ်လို့ရေထပ်မထည့်ထားပါဘူးရှင်တည်ထားတဲ့အချိန်မှာလည်းမကတ်အောင်မကြာခဏမှုတ်ပေးဖို့လိုအပ်ပါရဲ့ရှင်အခုလိုစီလေးပြန်လာပြီဆိုရင်ကြက်သားအိုးလေးကိုမိဖို့ပေါ်ကချလို့ရပါရဲ့ရှင်ဟင်းချက်ဖို့အတွက်အိုးထဲကိုရေ1လီတာခွဲထည့်ပြီးစူအောင်တည်ပေးလိုက်ပါမယ်ရှင်ရေစူလိုက်ဆိုရင်စားလက်ဖက်စွန်း2စွန်းတရားထမင်းစားစွန်း2စွန်းခွဲကြက်သားမုံနှဲငယ်နဲ့စနုံမုံနှဲငယ်တို့ထည့်လိုက်ပါမယ်ရှင်ပြီးရင်ရေဖြော်ထားတဲ့ပဲစိမ့်မုံလေးကိုစကားနဲ့စစ်ပြီးထည့်ပေးလိုက်ပါမယ်ရှင်လမ်းတော့ပဲစိမ့်မုံစရိတ်ခွက်တစ်ခွက်ကိုရေ9မီလီလီတာထည့်ဖြော်ထားပါရဲ့ရှင်ပဲစိမ့်မုံထည့်ပြီးသွားရင်အစိမ့်နဲ့ပြောက်တဲ့အထိမီးအေးလေးနဲ့တည်ထားပေးလိုက်ပါမယ်ရှင်တည်ထားတဲ့အချိန်မှာလည်းအဆက်မပြတ်မှုပေးဖို့လိုအပ်ပါရဲ့ရှင်ပွက်လာပြီးပဲစိမ့်နဲ့လေးပြောက်သွားပြီဆိုရင်ခုနစီတက်ထားတဲ့ကြက်သားလေးနဲ့ကြက်သွန်နီလေးထည့်ပြီးမှုပေးလိုက်ပါမယ်ရှင်တည်ထားလိုက်တာရေလေးကျလိုက်ဆိုရင်အုံနို250မီလီလီတာနဲ့နှုတ်သိမ်းနဲ့ငယ်ထည့်ပြီးမှုတ်ပေးလိုက်ပါမယ်ရှင်။အုံနိုများများကျရင်ဒီထက်ပိုထည့်နိုင်ပါရဲ့ရှင်။လမ်းတော့အုံနိုနဲ့နှုတ်သိမ်းကိုရောပြီးသုံးထားပါရဲ့ရှင်။ဒီလိုရောသုံးပြီးချင်းကပြစ်ပြီးစိတ်စိတ်လေးနဲ့စားလို့ရန်ကောင်းစေပါရဲ့ရှင်။အခုလိုပွက်လာပြီဆိုရင်မိပိတ်လို့ရပါရဲ့ရှင်။ဒါဆိုရင်ပြစ်လေးနဲ့စားလို့ရန်ကောင်းတဲ့အုံနိုခောက်ဆွဲလေးရတော့ပါရဲ့ရှင်။လမ်းဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့တငယ်ချင်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်